ဒါတွေကလူတွေမှမဟုတ်တာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းကအသက်ငယ်ငယ်လေးနဲ့စိတ်ပုတ်စိတ်ဆက်ရှိလာကြည်လားငါတသက်မှာမင်းလိုကောက်ကျစ်တဲ့ကောင်မျိုးတစ်ခါမှမမြင်ဘူးအခြေအနေတွေကအစွန်းရောက်ကုန်ပြီးတစ်ဖက်လူရဲ့ရုံမာမှုတွေကြောင့်ဒေါသတကြီးအော်ဟစ်လိုက်တဲ့အချိန်မှာပဲတစ်ဖက်ကနေမျောလင်းချက်တွေတည်ဆောင်လာခဲ့ပါတယ်ရော့အဖေနဲ့ပတ်သက်တာကိုသားပြန်လို့ပေးလာပြီအဖေစောကသမီးတကယ်ကြောက်သွားတာအဖေထိခိုက်မိမလားလို့သားသမီးတွေရဲ့စိုးရိမ်ပူပန်မှုနဲ့လောက်ရက်ကိုကြည့်ပြီးအဖေဖြစ်သူကရင်ထဲကအကြောက်တရားတွေကိုဖျောက်ဖျက်ကစိတ်တက်ကိုပြန်လည်တင်းမာလိုက်ပါတယ်ကလေးရဲ့အဖေကလက်ရဲစက်ရဲလှုပ်ရဲမှတော့ဘာမှမကြောက်ဘူးဒါပေမဲ့သမီးကိုရန်ပြူတဲ့ကောင်တွေကိုတော့အဖေဘယ်တော့မှခွင့်မလွတ်ဘူးသမီးလေးမကြောက်နဲ့တော့သူတို့တိမ်နေစေပြီးဒီလိုသားဖတွေရဲ့စိန်ခေါ်စကားကိုကြားလိုက်ရတဲ့ရန်သူဘက်ကတော့တယောပြုံးပြုံးရင်သူတို့ရဲ့အင်အားကိုမောက်မာစွာထုတ်ကြွလိုက်ပါတော့တယ်မင်းပြောတာတေချာလို့လားဟတ်ကြည့်ရတာမင်းမှာပညာလေးနည်းနည်းရှိပုံပဲဒါပေမဲ့မင်းမစွာတဲ့မနှောက်တဲ့နဲ့မင်းမရှင်နိုင်တဲ့လူတွေကိုလာဆွမိတာကတော့အကြီးမားဆုံးအမှားပဲထိုစဉ်လေလူထဲမှာထူးဆန်းတဲ့အတန်တွေကြားလိုက်ရပြီးအခြေအနေကရုတ်တရက်ပြောင်းလဲသွားပါတယ်ဘာအတန်လဲသားကြီးမင်းနောက်ဆုံးတော့အခမ်းအနားကြီးကြီးကိုမြင်ရတော့မယ်မင်းတို့ကတိတ်ချရဲတယ်ပေါ့ဟုတ်လားချရဲတာဖင်ဖို့ပဲရှိတာကွလောကကြီးမှာရက်တည်ခြင်းအင်အားရှိရတယ်နောက်ခံရှိရတယ်ဒါဟာငါရဲ့နောက်ခံပဲထိုအချိန်မှာပဲသူတို့မျောလင့်နေတဲ့လူမိုက်အုပ်စုကြီးဟာအခင်းဖြစ်ပွားရာနေရာကိုအချိန်ကိုက်ရောက်ရှိလာကြပါတယ်အကိုကြီးတို့အတော်မြန်ရောက်လာကြတာပဲမင်းကဒီနေရာကိုပထမဆုံးရောက်နေတာလားမြန်သားပဲဟုတ်တယ်ဒီဘက်ကကျွန်တော်တို့နေမြေလေဒါကြောင့်အမြန်ဆုံးရောက်လာတာကောင်းတယ်တိတ်ကောင်းတာပေါ့ငါသားကိုငါကာကွယ်တာပဲဘာလို့ငါ့ကိုချီးကျူးနေတာလဲဟုတ်ပါတယ်ဟုံရှန့်ဂိုင်းကလည်းသွေးသစ္စာရှိတဲ့သူတွေကိုပဲသဘောကျတာဒါနဲ့ဒါကကျွန်တော်ရဲ့အကိုကြီးဟုံရှန့်လုပ်ငန်းစုကဝူဝေတဲ့ထိုလူနာမည်ကိုကြားလိုက်ရုံနဲ့တင်ပတ်ဝန်းကျင်ကလူတွေအားလုံးထိတ်လန့်တုန်လှုပ်သွားကြပြီးသူ့ရဲ့နောက်ကျောင်းကိုတီးတိုးပြောဆိုမိကြပါတယ်ဝူဝေဟုတ်လားဝူဝေဆိုတာဒီနေမြေမှာနာမည်ကြီးပဲလေသူကတိတ်တော်လုံးလို့သူ့ကုမ္ပဏီကိုဟုံရှန့်လုပ်ငန်းစုကသိမ့်ပိုက်ပြီးကလေးကသူလဲဟုံရှန့်ထဲဝင်သွားတာဒီလူကအစွာလဲရမဲ့လူမဟုတ်ဘူးအခြေအနေကိုအသာစီးရသွားပြီလို့ထင်မှတ်ထားတဲ့အတွက်တစ်ဖက်လူကဝူဝေကိုမျက်နာလိုမျက်နာရဖားရပြီးနှုတ်ဆက်လိုက်ပါတယ်ဥက္ကဋ္ဌဝူဒီလောက်မြန်ဆန်ရောက်လာပေးတာတကယ်ပဲကျေးဇူးတင်ပါတယ်ဗျာငါသတင်းရချင်းချက်ချင်းလာခဲ့တာဒါပေမဲ့မင်းတို့လောက်တော့မမြန်ဘူးအဖေမျက်နာကတကယ်ကြီးတာပဲနော်ဘာပြဿနာမှမဖြစ်သေးဘူးဥက္ကဋ္ဌဝူကိုယ်တိုင်ချက်ချင်းရောက်လာတယ်ဒါဟာအင်အားပဲဥက္ကဋ္ဌဝူကျွန်တော်အဖေကသူကဒီလိုနဲ့တားဖြစ်သူကဂျားထဲကနေဝင်ရောက်စကားထောက်ပြီးမောက်မာပြဖို့စူးစမ်းပေမဲ့ချက်ချင်းပဲအဟန့်တားခံလိုက်ရပါတယ်ဥက္ကဋ္ဌဝူစကားမပြောရသေးဘူးမင်းကဘာလို့ဝင်ပြောနေတာလဲရိုင်းဆိုင်လိုက်တာရန်သူတွေဘက်ကအင်အားလုံးရင်းနဲ့ရောက်လာတာကိုမြင်တော့သမီးဖြစ်သူကအဖေဖြစ်သူဘေးကင်းဖို့အတွက်စိုးရိမ်တကြီးနဲ့တိုက်တွန်းပါတော့တယ်အဖေအမြန်ပြေးတော့သမီးကမိန်းကလေးပဲဟာသူတို့သမီးကိုတော့တိတ်ပြီးရက်ဆက်လုံးမှာမဟုတ်ပါဘူးဒါပေမဲ့အဖေဖြစ်သူကတော့သမီးကိုထားခဲ့ဖို့လုံးဝစိတ်ကူးမရှိပဲခိုင်မာပြတ်သားတဲ့လေတံနဲ့ပြန်ပြောလိုက်ပါတယ်လောကမှာသားသမီးနောက်ွယ်မှာပုံပြီးအကာအကွယ်ယူတဲ့မိဘရဲ့လို့မရှိစေရဘူးဒီလိုနဲ့တင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာပဲရန်သူလူမိုက်တွေဟာသူတို့ရှင်းပြရမယ့်ပြစ်မှတ်တွေကိုလက်ညှိုးထိုးပြသလိုက်ပါတော့တယ်အကိုကြီးသူတို့ပဲအကိုလုံးနဲ့အကိုဟု